Hello hello အမျိုးတို့ရေဒီနေ့မင်္ဂလာရှိတဲ့နေ့ပါရှင်မနက်က8ဆိုတော့3168အခွေအောင်ပါတယ်ရှင်ညနေကျတော့9နှစ်ဆိုတော့တပတ်စာတွေက9ပတ်တီအောင်ပါတယ်9ပတ်တီရဲ့3168အခွေရဲ့အောင်ပါတယ်ရှင်ပြီးတော့ဒီနေ့တနင်္လာနေ့တရက်စာအတွက်145ကီးပေးခဲ့တဲ့မနက်က8နဲ့ကီးလဲထီခဲ့ပါတယ်ညနေမှာ9နှစ်ဆိုတော့အချိန်က2-3ပေးခဲ့တယ်မှာအချိန်လည်းမှန်ပါတယ်မှန်ခဲ့ပါတယ်ပေါ့နော်ကျေးဇူးတင်ပါတယ်အမျိုးတွေလည်းအဆင်ပြေကြပါစေရှင်နော်ပြီးတော့တနေ့တာတနေ့တင်ပြီးတဲ့အချိန်လေးတွေကီးလေးတွေကိုမိမိနှစ်သက်ရာမိမိရတယ်ပေါ့နော်လုံးမိုင်တစ်လုံးရရင်ရတဲ့လုံးမိုင်လေးနဲ့ကပ်ပြီးတော့စော့ကြပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ် like and subscribe လေးပြီးသွားကြပါအောင်နော်တောင်းဆိုပါတယ်ရှင်